ကျေပြောလာတော့တစ်တော်နဲ့ကြောက်မတ်ဖွယ်အားတော်အုပ်ကျေလွန်းလာတဲ့တစ်တော်ပြင်ကြီးမှာတစ်ပိန်မျိုးစုံနဲ့တော်ရင်တရိษံမျိုးစုံတို့ဟာဒီတော်ထဲမှာခိုအောင်နေကြပါရဲ့တစ်တော်ဟာအလုံးအင်မတန်မှကိုစိမ့်လန်းဆိုပြီးလှလာကြောင်းဒီဒေသတစ်ဝိုက်မှာနေထိုင်ကြတဲ့ရွာသားတွေနဲ့မုတ်ဆိုးတွေဟာသူတို့ရဲ့နေစဉ်ဘဝအတွက်တောထွက်တီးနိုင်တွေရှာဖွေဖို့နဲ့တားကောင်တွေဖမ်းဆီးဖို့ဝင်ရောက်လေရှိပါတယ်ဒါပေမဲ့ဒီတစ်တော်ထဲမှာရွာသားတစ်ယောက်မှချေမချရဲ့နေရာတနေရာရှိပါတယ်။အဲ့ဒါကတော့ကျင်းစားတွေလူဝဆန်းကျဲမှုတွေနဲ့ပြည့်နှက်နေတဲ့ကျွန်းတော်ပဲဖြစ်ပါတယ်။ဒီကျွန်းတော်ဟာတစ်ချိန်လုံးကရွာသားတွေတောထွက်ပစ္စည်းတွေဝင်ရောက်ရှာဖွေလေရှိတဲ့နေမြေဖြစ်ပြီးဒီဒေတာဟာအင်မတန်မှကိုပေါ့ကျွယ်ဝဆိုပြီးလာပါတယ်။တနေ့မှာတော့ရွာသားတွေဟာတရားမဝင်တစ်ခိုးထုတ်တဲ့အဖွဲတစ်ဖွဲကျွန်းပင်တွေကိုခိုးခုတ်နေတာကိုမတော်တဆတွေ့ရှိခဲ့ကြပါတယ်။သူတို့ရဲ့လျှို့ဝှက်ချက်တွေရဲကိုအတိမပေးမိစေဖို့အတွက်တစ်ခိုးထုတ်သူတွေဟာရွာသားအလုံးကိုရက်ဆက်ကြမ်းကြုတ်စွာလိုက်လံတပ်ချက်ခဲ့ပြီးသူတို့ရဲ့အလောင်းတွေကိုတစ်ပင်တွေမှာဆွဲထားခဲ့ပါတယ်။တခြားရွာသားတွေဟာကြောက်မက်ဖွယ်ရာညင်ကွင်းကိုတွေ့မြင်ခဲ့ရတဲ့နောက်ဒီကျွန်းတော်တဲ့ကိုဘယ်သူမှထပ်မဝင်ရဲကြတော့ပါဘူး။ဖိုးလို့ခေါ်တဲ့မုတ်ဆိုးတယောက်ဟာတော်လန်းအတိုင်းလျှောက်လန်းလာပြီးတဖြည်းဖြည်းနဲ့ရွာသားတွေတောထွက်ပစ္စည်းရှာဖွေလိရှိတဲ့နေမြေကိုကြော်လွန်လာခဲ့ပါသည်ခဏကြာမှာတော့လက်နက်အပိတွေစုံနဲ့ခံညာထွားချိုင်းတဲ့လူအုပ်စုတစုဟာသူ့ကိုစိုင်းခေါ်နေတာကိုတွေ့လိုက်ရပါတယ်သူတို့မှာလျှက်စစ်လောတွေနဲ့ပစိများစွာကိုလည်းတွေ့ရပါတယ်ဘာလို့ဒီလောက်နောက်ကြားနေရတာလဲကွာစိတ်မပူပါနဲ့ဒီရွာသားတွေကနေခိုးထွက်ဖို့ငါအတော်မလွဲကူခဲ့ဘူးမြန်သွားကြဆိုတယောက်ယောက်မြင်သွားလိမ့်မယ်သူတို့ထဲကတယောက်ဖြစ်တဲ့စိန်ဟာဒီခိုးထုတ်ဂိုင်းရင်ခေါင်းဆောင်ထိပြီးရှေ့ကနေလမ်းပြသွားခဲ့ပါတယ်မုတ်ဆိုးဖိုးနဲ့စိန်တို့ဟာတူးကိုတူးယဉ်နှီးကြပါတယ်ဘာကြောင့်လဲဆိုတော့ဖိုးဟာတရားမဝင်ဖမ်းဆီးရမိတဲ့တားကောင်တွေကိုစိန်ကိုလှုပ်ဝက်ဈေးနှက်မှာရောင်းချဖို့အတွက်ပေးပို့လေရှိပြီးငွေအများပြားရရှိလေရှိပါတယ်ဒီတစ်ချိန်မှာတော့ကြားလိုက်ဖမ်းတာဒါမှမဟုတ်ရှားပါးနတ်ဖမ်းတာမျိုးမဟုတ်ပဲသူတို့ရဲ့အလုပ်ကတော့ကျွန်းတော်တဲ့ကိုဝင်ပြီးရွှေကျွန်းတွေကိုဈေးနှက်မှာရောင်းချဖို့ခုတ်ယူဖို့ဖြစ်ပါတယ်ဒါဟာလက်ရှိဈေးနှက်မှာလိုအပ်ချက်များနေတဲ့အရာဖြစ်ပါတယ်ဖိုးဟာရမိတ်ပစံများပြားတာကိုကြားတော့လောဘတက်ပြီးချက်ချင်းသဘောတူခဲ့ပါတယ်ကြောက်ရွံ့စိတ်အနှဲငယ်ရှိနေပေမဲ့ပေါ့မုတ်ဆိုးဖိုးဟာသူတို့ကိုဥဆောင်ခေါ်သွားရသူတို့ဟာရကင်ကဖြတ်ထန်းခဲ့တဲ့တောနဲ့မတူတဲ့နေရာကိုရောက်ရှိခဲ့ပါတယ်ဒီနေရာမှာတစ်ပင်တွေဟာမိုးကောင်းကင်အထိမြင့်တားနေပြီးတစ်ကိုင်းတွေကတောအုပ်တစ်ခုလုံးကိုဖုံးအုပ်ထားတာကြောင့်နေရောင်ကြီးလုံးဝမဖြတ်တန်းနိုင်ပါဘူးနေဝင်သွားတဲ့အခါမှာတော့မှောင်မိုက်မှုဟာတောအုပ်တစ်ခုလုံးကိုဝင်ရောက်လာခဲ့ပါတယ်အရာအလုံးဟာတိတ်ဆိတ်ငြိမ်သက်နေပြီးပိုးကောင်တည်းရဲ့အတန်ကိုတောင်မကြားရပါဘူးရောက်ပြီဒါကကျွန်းတော်ပဲဒီလုတ်ပြီးညီတော့ငါတို့ချမ်းသာပြီကွာမုံဆိုးဘာလို့မြန်လုတ်ကြဒီနေရာမှာငါကြမနေချင်ဘူးမင်းတို့ဘာဆောင်နေရလဲအခုပဲဆက်လုတ်ကြလေလျှက်စစ်လွှာတန်ဒီဟာတောထဲမှာစူညံစွာပဲ့တန်ထက်သွားပြီးကျွန်းပင်တပင်ဟာလွယ်ကူကူနဲ့လဲကျသွားခဲ့ပါတယ်စိမ့်ဟာဒီမြင်းကွင်းကိုကြည့်ပြီးအလွန်ကျေနပ်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်သူ့ရဲ့မျက်လုံးဟာအဝေးတနေရာမှာရပ်နေတဲ့လူတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ပါတယ်။မှောင်မိုက်နေတာကြောင့်သူဟာမျက်နှာကိုကောင်းကောင်းမမြင်ရပါဘူး။အဲ့ဒီလူရဲ့ပုံပန်းတရံဟာရွာသားတယောက်နဲ့တူနေပုံရပါတယ်။အရှင်ဘာကိုကြည့်နေရလဲ။ငါလူတယောက်ကိုမြင်တယ်။မင်းနဲ့အေးအခုပဲလိုက်သွားပြီးရှင်းလိုက်။မဟုတ်ရင်ငါတို့အားလုံးဒုက္ခရောက်လိမ့်မယ်။သူ့စကားဆုံးတာနဲ့အေးနဲ့စနိုင်းလုတ်ကောက်တဲ့လက်အောက်ငယ်နှစ်ဦးဟာအလင်းမြန်လိုက်သွားကြပါတယ်။ဒါပေမဲ့တောထဲကိုလိုက်ဝင်လာချိန်မှာတော့ဘသူ့ကိုမှမတွေ့ရပါဘူး။အေးဟာမှောင်မိုက်ပြီးခြောက်ချားဖွယ်ရာပတ်ဝန်းကျင်တစ်ဝိုက်ကိုမျက်လုံးဝိတ်ကြည့်ညစ်ခဲ့ပါတယ်။ဘသူ့ကိုမှမတွေ့ရတာကြောင့်သူလွှဲ့ပြန်ဖို့စဉ်းစားလိုက်ပါတယ်။စနိုက်ကိုကြည့်လိုက်တဲ့အခါမှာတော့မျက်လုံးပြိုးညံပါဇက်ဟောင်းသားဖြစ်နေတာကိုတွေးလိုက်တာနဲ့အလွန်ထိတ်လန့်သွားပါတယ်။စနိုက်ဘာဖြစ်တာလဲ
အေးဟာစနိုက်လညူထိုးပြတဲ့နေရာကိုဖြည်းဖြည်းချင်းလိုက်ကြည့်လိုက်ပြီးသူကိုယ်သူပါပါဇက်အဟောင်းသားနဲ့ထိတ်လန့်သွားတော့ပါတယ်သူတို့ရှေ့မှာတစ်ပင်ပေါ်မှာသွေးများနဲ့လေပင်ကကျိုးတုပ်လျက်ချီတဲ့လူအုပ်စုရဲ့အလောင်းတွေကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့ခန္ဓာကိုယ်တွေဟာတနက်တန်ရများနဲ့ပြေးနှံနေပြီးမျက်လုံးအိုက်နက်တွေနဲ့ပြည့်နေတဲ့မျက်လုံးကသူတို့ကိုရန်ညိုးကြီးစွာစိုက်ကီနေပါတယ်အေးဟာကြောက်လန့်တကားအော်ဟစ်လိုက်ပြီးစနိုက်ကိုလှဲ့ခေါ်ကထွက်ပြေးခဲ့ကြပါတယ်စိမ့်နဲ့မူဆိုးဖိုးတို့ဟာတောထဲကစူညံတန်တွေကိုကြားလိုက်ချင်မှာတော့အေးနဲ့စနိုက်တို့ဟာမျက်နှာပြန်နဲ့ပြန်ရောက်လာပြီးစနိုက်ကစိတ်မနှမ်းတော့ပဲစကလုံးများရှုပ်ထွေးနေပါတယ်တခင်တရေချောက်နေတယ်တရေတွေဘာတွေမပြောနဲ့မင်းတို့ငါခိုင်းတာကိုလုပ်ခဲ့ကြလားကျွန်တော်လိုက်သွားပြီမဲ့ဘသူ့ကိုမှမတွေ့ရဘူးအတောက်ခံရတဲ့ရွာသားတွေရဲ့တရေတွေကိုပဲတွေ့တယ်ဒီနေရာကနေအမြန်ထွက်သွားတင်တယ်လို့ကျွန်တော်ထင်တယ်မင်းယူတာတွေရက်လိုက်တော့သွားပြီးကျွန်းပင်တွေကိုခုတ်လိုက်မင်းမသွားရင်ငါမင်းကိုတန်းတန်းနဲ့ပြေးမယ်အေးဟာကြောက်လန့်နေပေမဲ့အသက်ခံရတာထက်ပိုကြောက်တာကြောင့်အလင်းအမြန်ထရက်ပြီးလျှက်စစ်လွှားကိုယူလာပြီးရွှေကျွန်းပင်ကြီးရှိမှရက်လိုက်ပါတယ်အေးဟာကြောက်လန့်တကားပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီးနောက်လွှားနိုင်ပင်စင်ရင်းကိုစတင်ခုတ်ထက်လိုက်ပါတယ်ဒါပေမဲ့ကျွန်းပင်ဟာကြောက်တုံးလိုမားတင်နေလာကြောင်းမခုတ်နိုင်ပါဘူးအေးဟာအချိန်ချင်းကျွန်းစားပေမဲ့အရာမထင်ခဲ့ပါဘူးအရှင်မရဘူးမခုတ်နိုင်ဘူးမင်းအထုတ်လိုက်စမ်းပါစိန်အော်ဟစ်လိုက်တာကြောင့်အေးဟာနောက်တစ်ချိန်ကျွန်းစားခဲ့ပါတယ်သူလွှားကိုအစွမ်းကုန်ထုံးကြပေမဲ့ဘာမှမဖြစ်ခဲ့ပါဘူးထိုချိန်မှာပဲအားပြင်းတဲ့လေပြင်းဟာအကြောင်းမဲ့တိုက်ခတ်လာပြီးတောထဲကတစ်ပင်တွေလှုပ်ခါသွားခဲ့ပါတယ်အေးမင်းဘာဖြစ်နေရလဲအမြန်ခုတ်လေကွာမင်းတို့အားလုံးဒီမှာတည်ရမယ်စကားဆုံးတာနဲ့အေးဟာလွှားကိုကြိုက်ပြီးမုတ်ဆိုးဖိုးနဲ့စိမ့်တော်စီကိုတတဲတီတိုးဝင်လာခဲ့ပါတယ်ဒါပေမဲ့စိမ့်ဟာအမြန်တုံးပြန်နိုင်ခဲ့ပြီးသနတ်ကိုဆွဲထုတ်အေးရဲ့ခေါင်းကိုပစ်လိုက်ပါတယ်သွေးနီဟာမြည်ချင်းပေါ်ပန်းထက်သွားခဲ့ပါတယ် ရုတ်တရက်အေးရက်ခန္ဓာကိုယ်ဟာကြက်တီးထဝဲရရေမောတန်ကိုတောတစ်ခုလုံးပဲ့တုံထပ်သွားအောင်ကျဲလောင်စွာရေမောလိုက်ပါတယ်မြင်ကွင်းကိုမြင်လိုက်ရသူတိုင်းဟာကြောက်လန့်တကြားထက်သွားကြပါတယ်အထူးသဖြင့်စနိုက်ဟာအေးရက်အလောင်းကိုမြစ်တော်မခတ်ပဲစိုက်ကြည့်နေပါတယ်စနိုက်ဟာတစ်ခုတ်ဖို့ရောက်လာတဲ့သူ့ရဲ့အဖွဲသားတွေကိုလှည့်ကြည့်လိုက်ချိန်မှာတော့တရေတစေအများပြားဟာသူတို့ကိုဝင်းရံထားတာကိုတွေ့လိုက်ရပါတယ်မလာကြနဲ့မင်းတို့ငါနာကိုမလာနဲ့စိတ်မနှံ့တော့တဲ့စနိုက်ဟာအော်ဟစ်လိုက်ပြီးသူ့ရဲ့တနတ်ကိုအတော်မသက်ပိခတ်ခဲ့ရာသူ့အဖွဲသားတွေအားလုံးသေဆုံးသွားခဲ့ပါတယ်ကြည်စံတွေကုံသွားတဲ့အခါစနိုက်ဟာတောထဲကိုထွက်ပြေးtiêuကွယ်သွားခဲ့ပါတယ်ငါတို့ဒီနေရာမှာမနေနိုင်တော့ဘူးထွက်ပြေးကြစို့မုတ်ဆိုးဖိုးဟာတုံကြီးနေတဲ့အတန်နဲ့ပြောလိုက်ပြီးတောထဲကိုအမြန်ပြေးဝင်သွားပါတယ်စိန်လည်းကြောက်လန့်လာပြီးဖိုးနောက်ကိုလိုက်သွားခဲ့ပါတယ်သူတို့နှစ်ဦးဟာမောင်မိုက်တဲ့တောပြင်ကိုအသက်မရှူနိုင်အောင်ပြေးခဲ့ကြပါတယ်ဖိုးဟာရွာနယ်မြေနောက်ကိုရောက်မယ်လို့ခန်းစားလိုက်ရပါတယ်ဒါပေမဲ့နယ်မြေကိုဖျက်ကျော်ပြီးတာနဲ့စိန်ကတုံ့လုသွားခဲ့ပါတယ်သူတို့ဟာပြေးလွှားပြီးတဲ့နောက်ကျွန်းသောနယ်မြေကိုပဲပြန်ရောက်လာခဲ့တာကိုတွေ့လိုက်ရပါတယ်မုတ်ဆိုးငါတို့ဘလို့လောက်ကြမလဲသူ့စကားဆုံးတာနဲ့လူသေးတဲ့ရဲ့အဖွေဟာတောရဲ့အရေးကနေဖြည်းဖြည်းချင်းထွက်ပေါ်လာပြီးသူတို့ကိုဝင်းရံလိုက်ကြပါတယ်စိန်ဟာကြောက်လန့်တကြားတနတ်ကိုမြှောက်ပြီးသူတို့ကိုပြစ်ဖို့ကြိုးစားခဲ့ပေမဲ့ကြည်စန်းတွေကဘာမှမလုပ်နိုင်ခဲ့ပါဘူးမင်းတို့ဒီမှာတည်ရမယ်နောက်တစ်နေ့မနက်မှာတော့တောထဲကတနတ်တန်ကိုကြားလိုက်တဲ့ရွာသားတွေဟာစစ်ဆေးဖို့ဝင်ရောက်လာကြပါတယ်သူတို့ဟာတက်ခုတ်ခုတ်သူတွေရဲ့အလောင်းတွေကိုမြေပြင်ပေါ်မှာပြန့်ကျဲနေတာကိုတွေ့ရှိခဲ့ကြပါတယ်ရွာသားတွေဟာတက်ခုတ်ထုတ်သူတွေဟာအကျိုးမြတ်ကြောင့်အချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးဒီလိုဝမ်းနည်းစရာဖြစ်စဉ်ဆိုးဖြစ်သွားခဲ့တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်ဒီဖြစ်စဉ်နောက်ပိုင်းမှာတော့ရွာသားတွေဟာအဲ့ဒီကျွန်းတော်နယ်မြေကိုဖျက်သွားတိုင်းထူးဆန်းတဲ့အဖြစ်အပျက်များစွာကိုကြုံတွေ့ခဲ့ကြပါတယ်တောထဲမှာရုတ်တရက်ကျဲလောင်စွာရေမောတော်မြတ်ကြားရတာမျိုးဒါမှမဟုတ်လူသေးသေးရဲ့အဖွဲတွေတစ်ပင်အရိပ်ထဲမှာရပ်နေတာကိုမြင်ရတာမျိုးတွေဖြစ်ပြီးနီနီကကတ်သွားကြည့်လိုက်အခါဘယ်သူကိုမှမတွေ့ရပါဘူးရွာသားတွေကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်ကြောင့်ဘယ်သူမှအဲ့ဒီတော်တွေကိုခြေမချရဲတော့ပါဘူးဒီတော့တရေချောက်သောကျွန်းတော်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ
ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်